အိန္ဒိယကတရားမဝင်တိုးချက်ထားတဲ့ဟိုတယ်တစ်ခုမီးလောင်လို့လူ22ဦးထပ်မံတေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာပါ။အိန္ဒိယနိုင်ငံမြို့တော်နယူးဒေလီတောင်ပိုင်းမှာရှိတဲ့ဟိုတယ်တစ်ခုမှာဇွန်လ3ရက်နေ့မနက်ပိုင်းကပြင်းထန်တဲ့မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့လို့ဒေသစံတော်ချိန်မွန်းလွဲ12နာရီအထိတေဆုံးသူ22ဦးထပ်မံရှိလာပြီလို့ရဲတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။ဒီဖြစ်စဉ်ဟာမြို့တော်အတွင်းမှာမကြာသေးမီနှစ်အတွင်းဖြစ်ပွားခဲ့သမျှသောမီးလောင်မှုတွေထဲမှာအဆိုးဝါးဆုံးဖြစ်ရပ်တစ်ခုဖြစ်လာစေခဲ့တာပါ။မီးလောင်မှုဖြစ်ပွားခဲ့တဲ့နေရာကတော့ဒေလီတောင်ပိုင်းရပ်ကကျောင်းသားနဲ့လူငယ်လုပ်ငန်းရှင်တွေအကြားရေပန်းစတဲ့ BNB ဟိုတယ်ဖြစ်ပြီးလက်ရှိအချိန်ထိတော့မီးဘေးအတွင်းကနေလူပေါင်း40ကျော်ကိုကယ်ဆယ်ထားနိုင်ပြီလို့သိရပါတယ်။ဒေသန္တရအုပ်ချုပ်ရေးအရာရှိကတော့အဆောက်အုံရဲ့မြေရီတက်မှာဖွင့်လှစ်ထားတဲ့စားတောက်ဆိုင်ကနေမီးစတင်လောင်ကျွမ်းခဲ့တာလို့အများဆုံးယူဆရပါတယ်။ဒီဟိုတယ်ဟာဒေလီအစိုးရစီကနေအခန်း6ခန်းပဲဖွင့်လှစ်ခွင့်ရှိတဲ့တဲခိုကန်လိုင်စင်ရရှိထားတာဖြစ်ပေမဲ့လက်တွေ့မှာတော့မြေအောက်ခန်းတွေအပါအဝင်အခန်းပေါင်း25ခန်းအထိတရားမဝင်တိုးချက်ဖွင့်လှစ်ထားတာပါမီးလောင်ချိန်အတွင်းမှာဧည့်သည်40ကျော်တဲခိုနေခဲ့ပြီးအများစုဟာနိုင်ငံသားတွေဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်ဒီဖြစ်အပေါ်ဝန်ကြီးချုပ်မိုဒီကလည်းအပြင်းထန်စိတ်မကောင်းဖြစ်အကြောင်းပြောဆိုထားပြီးတေဆုံးသူတွေနဲ့ကျန်းသူမိသားစုတွေကိုနိုင်ငံတော်ကယ်ဆယ်ရေးရန်ပုံငွေကနေတအိမ်တောင်လင်ရူပီ2သိန်းစီနဲ့ဒဏ်ရာရရှိသူတွေကိုတဦးလင်ရူပီ9000စီအရေးပေါ်ထောက်ပံ့ကူညီသွားမယ်လို့ကြေညာထားပါတယ်